ပွဲချက်ကာလာမှာချန်ပီယံလိဂ်လားပရီးမီးယားလိဂ်လားစဉ်းစားစီမံရမယ့်အာဆင်နယ်အားလုံးပဲမင်္ဂလာပါဂန်နာဘတ်စ်ကန်ကြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ည7:00နာရီမှာ Emirates Square မှာအားစားမဲ့အာဆင်နယ်အသင်းလေ Everton အသင်းတို့ရဲ့ပွဲစဉ်လေးရှိပါတယ်အာဆင်နယ်အသင်းဟာဒီပွဲစဉ်ပြီးရင်ချန်ပီယံလိဂ်အတွက်အဆုံးဖြတ်ပေးမဲ့ပွဲစဉ်ကစားရမယ့်အပြင်နောက်လာမဲ့ပေးရွက်မှလည်း Man City အသင်းနဲ့ EFL Cup ပွဲစဉ်စီရှိတာကြောင့်ပွဲချက်ကာလာကိုရောက်နေတဲ့အပြင်ကစားသမားတွေကိုထိကစားရမှာစီမံခန့်ခွဲတတ်ဖို့အရေးကြီးပါတယ်အာဆင်နယ်အသင်းရဲ့ဂီယာဒီပွဲပေါင်း30ကစားထားပြီးရမှတ်69မှတ်ဖြင့်အမှတ်ပေးစရာထိပ်ဆုံးမှာရပ်တည်နေပါတယ်။အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Manchester City အသင်းကတော့29ပွဲကစားရမှတ်60နဲ့ဒုတိယနေရာမှာရှိနေတော့ကြ။အာဆင်နယ်အတွက်ဒီပွဲကိုသာအနိုင်ရခဲ့ရင်ဒုတိယနေရာက City အသင်းကို10မှတ်အထိဖျက်တောက်နိုင်မှာဖြစ်ပါတယ်။ Everton အသင်းဟာရာသီအစပိုင်းမှာခြေစွမ်းမကောင်းမွန်ခဲ့ပေမဲ့ David Moyes ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းမှာတည်ငြိမ်လာပြီးရမှတ်43မှတ်နဲ့အဆင့်8နေရာမှာရှိနေပါတယ်။အဆင့်ခွန်က Brentford အသင်းနဲ့တမတ်တာကွာတာကြောင့်ဒီပွဲမှာရလက်ကောင်းရယူနိုင်မယ်ဆိုရင်ဥရောပဝင်ခွင့်အတွက်ပုံမနီးစက်လာမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ Everton အသင်းတို့ရဲ့နောက်ဆုံးတွေ့ဆုံခဲ့သော6ပွဲမှာအာဆင်နယ်က4ပွဲနိုင်2ပွဲတည်ရဖြင့်အသာစီးရထားပါတယ်။အသင်းရဲ့တန်ရာရလူစီရင်မှာတော့ Origan နဲ့ Trailset တို့ဆက်လက်လွဲချော်ဖို့ရှိသလို Merino ကတော့အနားယူရဦးမှာဖြစ်ပါတယ်။အသင်းမှာပွဲထွက်ကစားလာနိုင်တဲ့လူစီရင်ကတော့တိုက်စစ်မှာ Victor Roquetteတောင်ပန်နှစ်ဖက်မှာတော့စာကာနဲ့မာတင်နယ်လီတို့ပဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့စာကာနေရာမှာမန်ဒူရီဂေးကိုပွဲထုတ်တင်ပြီးစာကာကိုအနားပေးတင်ပါတယ်။ကွင်းလေကိုတော့ဒီကလန်ရိုက်၊ကိုင်ဟာဗက်၊ဇူဘီမန်ဒီတို့ဖြစ်နိုင်ပါတယ်။ကျွန်တော်အမြင်မှာတော့ဇူဘီမန်ဒီနေရာမှာနော်ဂတ်ကိုပါထည့်ကစားတင်ပါတယ်။အသင်းကြီးပွဲမဟုတ်ပေမဲ့အသင်းငယ်လေးတွေနဲ့အတွက်တင့်တဲ့ခြေစွမ်းရှိတဲ့အတွက်ထည့်ကစားတင်ပါတယ်။နော်တန်းကိုတော့ဆာလီဘာ၊ဂါဘရီယယ်အတွဲကိုတင်ဘာနဲ့ဟင်ကာပေးတို့ပဲထည့်နိုင်ပါတယ်။ကိုဒမာကိုတော့ David Raya ပဲဆက်လက်ပွဲထုတ်မှာဖြစ်ပါတယ်။ကျွန်တော်အငယ်မှာတော့ Arsenal အသင်းနဲ့ Everton အသင်းတို့ရဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့9ချိန်မှာ4ချိန်စလုံးသွင်းကို3ဂိုးမကျော်ခဲ့တာကိုတွေ့ရပါတယ်။အခုပွဲစဉ်မှာလည်း Arsenal အသင်းရဲ့အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့် Everton အသင်းကခံစစ်နဲ့ပဲချစ်လက်ကစားလာအောင်မှထက်တာကြောင့်ဒီပွဲစဉ်ကိုတော့သွင်းကိုတွေနဲမယ်လို့ထင်မြင်မိပါတယ်။ဒီပွဲစဉ်အပေါ်ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်။ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်